Xin chào အားလုံးပဲမင်္ဂလာပါတက်မွန်မမိုလီကတက်မွန်ဖြစ်ပါတယ်ကျွန်တော်အခုကဒီဝှေးမြို့ရဲ့တာယာတဲ့မနက်ခင်းမှာဝှေးဧကရနန်းတော်ကြီးရဲ့ဘေးလေးမှာကျွန်တော်ကထိုင်နေတာပါကျွန်တော်ဒီမှာထိုင်နေတော့မိတ်ဆွေတို့ကိုမိတ်ဆက်ပေးချင်တာတစ်ခုရှိပါတယ်အဲ့ဒါကတော့ VN နိုင်ငံရဲ့နာမည်ကြီးရိုးရာအစားအစာတစ်ခုဖြစ်တဲ့ Pho ကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရှေ့မှာလည်းအခုရောက်ရှိနေပြီပေါ့နော်ဒီ Pho ကအရင်တုန်းက VN နိုင်ငံမြောက်ပိုင်းမှာရှိတဲ့နန်ဒင်းမြို့ကလူတွေကစတင်တည်ထွင်ခဲ့တာဖြစ်ပြီးတော့အခု VN နိုင်ငံမှာတနိုင်ငံလုံးအနှံ့မှာစားသုံးနေကြပါတယ်အဓိကအားဖြင့်မနက်စာအနေနဲ့စားသုံးကြပါတယ်သူ့ရဲ့ပါဝင်ပစ္စည်းကတော့ဒီမှာခောက်ဆွဲဘက်ရှိမယ်ပြီးရင်ကြက်သားပြုတ်ရည်ဒါမှမဟုတ်အမဲသားပြုတ်ရည်ကိုသုံးပြီးတော့စားသုံးကြတာဖြစ်ပါတယ်ပြီးရင်တော့ဒါလိုအပ်တဲ့အခြားအစာပလာတွေထည့်ကြတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်မုံဟင်းကားလိုပဲကွာအခြားနေရာဒေသအသီးသီးကိုလိုက်ပြီးတော့အရသာတွေပြောင်းလဲတည်ထွင်ပြီးတော့စားသုံးကြတယ်အဲ့ဒီလိုပဲ VN နိုင်ငံမှာလည်းတောင်ပိုင်းစတိုင်အလယ်ပိုင်းစတိုင်မြောက်ပိုင်းစတိုင်အဲ့လိုမျိုးသူတို့အမျိုးမျိုးလုပ်ပြီးတော့ဒါစားသုံးကြတာဖြစ်ပါတယ်ကျွန်တော်ကဒါမိတ်ဆွေတွေကိုမိတ်ဆက်ပေးချင်တာဖြစ်ပါတယ်မိတ်ဆွေတို့ VN နိုင်ငံရောက်လို့ရှိရင်ဒီရိုးရာအစားအစာဖြစ်တဲ့ Pho ကိုစမ်းပြီးတော့စားသုံးကြည့်ဖို့ကျွန်တော်ကအကြံပြုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုများမှာပြန်တွေ့ပါမယ်So nice.